နော်စီမာဒီ show display တွေရောက်ပါနော်ဟိုဒီအရှိမပြတဲ့ဟာလေးဒါတော့သူရဲ့ကတလောက်လေးပေါ့နော်တောင်းတော့တန်လိုင်းနဲ့အလုပ်လုပ်ဖြစ်ပါတယ်သူကအရာကတော့အဖြူတစ်မျိုးပဲပေါ့နော်ဟာသူကိုလဲနေရပါပြီးရင်သူ့ထဲမှာကဒီကောင်တန်လေးနဲ့ပါပါနော်ခေါင်းကိုဝယ်ပြီးရင်ဒီကော်လီလုံးကပါလောက်ကော်လီလုံးလေးလုံးပါကော်လီလုံးသူ့ထဲမှာပါတယ်ဟာနော်ဒီကတော့သူကတော့အော်တိုလဲရဖြစ်ပါတယ်ဒါတော့မီးမဖွင့်ရသေးဘူးနော်တော်လဲပါတယ်ဒါတော့မီးဖွင့်တာပါနော် like တင်ဖွင့်ထားတဲ့အနေထားဖြစ်ပါတယ်ဟောတန်လိုက်နဲ့အလုပ်လုပ်တာပါဒီမှာတော့သူ့ရဲ့ပါဝါဖွင့်ပိတ်လေးပေါ့နော်